dressing room and I was like, there was only a little curtain separating us while she's having her makeup done, and I started like going, I think I can do this, I don't think I can do this, and she would have heard it all. And then she popped out, so I put on a brave face. But the second time I went out on a balcony and got on my hands and knees and cried. Did you? Bowing at the altar. I've been listening to her since I was like 9, man. Do you know what I mean? It's incredible. I've met lots of. အားလုံးပဲမင်္ဂလာပါခုန Adele ပြောရတဲ့ဗီဒီယိုကိုနားလည်လိုက်ကြလားဗျကျွန်တော်လည်းတရားရခိုင်လုံးတော့နားမလဲပါဘူး Adele ကလန်ဒန်မှာမွေးတဲ့အင်္ဂလန်မှာကြီးရဲ့အင်္ဂလိပ်စစ်တစ်တယောက်ပါ UK ကလူများစုက Adele လိုပဲသူတို့စကားပြောရင်တရားခိုင်လုံးနားလည်ဖို့အတွက်အင်မတန်မှခက်ခဲပါတယ်ကျွန်တော်အရင်တစ်ပတ်ကပြောခဲ့သလိုတော့10တန်းပြီးတော့အင်္ဂလိပ်စာကိုလေ့လာတယ်အင်္ဂလိပ်စာတွေပိုကောင်းလာတယ်ပေါ့နော်ကျွန်တော် IELTS ဖြေတဲ့အခါဆိုရင်လည်း listening မှာအမှတ်40ဆိုရင်ပုတ်40ရှင်ကျွန်တော်38ခုလောက်အနည်းဆုံးမှန်တယ်အဲ့လိုပဲကျွန်တော်အင်္ဂလိပ်စာနဲ့ audio book တွေနားထောင်တယ် YouTube တွေနားထောင်တယ်ဆိုရင်လည်းကျွန်တော်များသောအားဖြင့်အတန်ကို 1.25 speed နဲ့အမြန်တင်ပြီးတော့ကျွန်တော်နားထောင်တယ်အဲ့တော့ကိုယ့်ကိုယ် listening နဲ့ပတ်သက်ရင်အရန်ကောင်းတယ်လို့ကျွန်တော်ထင်တာပေါ့နော်အဲ့ဒီထင်တာတွေကမဟုတ်ကြောင်းက UK ရောက်မှပဲသိပါတယ်အဲ့တော့ UK ကလူအများစုဟာAdeleလိုပဲစကားကိုပြောကြတာဗျ James Bond တို့ Harry Potter တို့လိုမျိုးကြည်လင်ပီတာတဲ့အင်္ဂလိပ်တန်နဲ့ပြောကြတာမဟုတ်ဘူးအဲ့ကျွန်တော်တို့သင်တန်းမှာတော့သင်ရတာပါဗျာအင်္ဂလိပ်စကားပြောရင် intonation အတန်အနှိမ့်အမြင့်အတက်အကျနဲ့ပြောရမယ်ဆိုပြီးဆရာကြီးကသင်တယ်ဒါပေမဲ့တကယ် UK ကအင်္ဂလိပ်အစစ်တွေဟာအဲ့လိုမပြောပါဘူးသူတို့ဟာစကားလုံးတွေကိုပြီးအောင်မပြောဘူးတစ်လုံးနဲ့တစ်လုံးချိတ်ပြီးပြောတယ်ပြီးရင်ရှောက်အပြားလိုက်ခြင်းနဲ့အပြင်းထူပြီးတော့မပီမတပြောကြတယ်ဗျအဲ့သူတို့ဘာပြောနေလဲဆိုတော့သူတို့ပါဇက်ကိုကြည့်ပြီးတော့နားထောင်နေရင်တောင်မှနားလည်ဖို့အတွက်ကိုအတော်ကြိုးစားတယ်နောက်တစ်ခုကတော့ UK မှာရှိတဲ့မြို့တစ်မြို့နဲ့တစ်မြို့တောင်မှအတန်အတွက်မတူကြပါဘူးဘောလုံးပြည့်သက်တွေတည်တဲ့ Liverpool တို့ Newcastle တို့ဆိုရင်အတန်ထွက်တော်တော်ကြီးကိုမပီတာနာမည်ကြီးပါတယ်သူတို့အဖြူချင်းတော့မှအဲ့ဒီအတန်ကိုသူတို့အတန်ကိုမနှဲနားလည်အောင်နားထောင်ရတာပါအဲကျွန်တော်တို့မြန်မာနိုင်ငံမှာရှိသလိုပဲပေါ့တိုင်းရင်းသားတွေနဲ့ဆိုရင်ကျွန်တော်တို့တွေကစကားလုံးတွေအတန်တွေဝဲွားတယ်စကားလုံးအသုံးလုံးတွေမတူတော့ဘူးဒါပေမဲ့ကျွန်တော်တို့မြန်မာချင်းကြတော့တဝဲရစကားဝဲတာရခိုင်ရစကားဝဲတာကိုကျွန်တော်တို့နားလည်တယ်ဒါပေမဲ့နိုင်ငံသားတွေသာလာပြီးနားထောင်မယ်ဆိုရင်မြန်မာစကားတက်အောင်တော့နားလည်ဖို့ခက်တယ်ဒီလိုသဘောပါပဲအဲ့တော့အင်္ဂလိပ်လိုပြောတာကိုနားထောင်လို့နားမလည်ဘူးဆိုရင်ကိုညံ့လို့ရွယ်မဟုတ်ပါဘူးအဓိကနားရည်မဝသေးလို့ပါအရေးကြီးဆုံးအချက်ကနားမလည်လို့ဆိုပြီးတော့စိတ်ပြက်အားငယ်သွားပြီးတော့မရက်လိုက်ဖို့ပါပဲကျွန်တော်တို့ကဆိုရင်လည်းအရန်လွယ်တဲ့ကလေးကြီးရဲ့ English ကာတွန်းကားတွေ animation တွေအရင်စကြည့်ပါတယ်အဲ့ဒီကနေမှတဖြည်းဖြည်းကြည့်ရင်နဲ့နားရည်ကပို့ပြီးဝလာတာပါအဲ့လိုမျိုးကျွန်တော်နားထောင်လိုက်တဲ့စကားကိုနားလည်ပြီးဒါပေမဲ့ပြန်ပြောတဲ့အချိန်ကြရင်တော့အခက်တွေ့ကြတာလူတိုင်းပါပဲအဲ့လိုအခက်ခဲတွေကိုဘယ်လိုစိတ်နဲ့ကြော်လာမလဲဆိုတာကိုကျွန်တော်နောက်တစ်ပတ်ကျရင်ဗီဒီယိုနောက်တစ်ခုတင်ပေးပါမယ်အားလုံးဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်